တကယ်ချင်းတော်လုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြည့်လိုက်ပါတယ်ကျွန်တော်နဲ့စပင်းမဲ့ Anime ကတော့ Black Throat ရဲ့ Episode 40ပဲဖြစ်ပါတယ်မင်းကို Reggie ကအမြဲရှိုးနေတာကျွန်တော်လည်းသတိထားမိတယ်သူကဘာလို့ဒုက္ခသုံးလို့ရတာလဲငါတို့အဖွဲ့က Oniwaban ထဲမှာပါတဲ့အပြင်သူတို့မိသားစုက Shogun ကိုတောင်ဓာတိုင်းတင်ပေးခဲ့တဲ့တိုင်းသမားမျိုးရိုးလေး Shinkakeru လို့ဓာတိုင်းကိုတော့သူတို့ကထွင်ခဲ့တာမင်းလည်းထုံးနဲ့ချချင်ရင်ချပေါ့အမေမင်းမဓာမရှိပေမဲ့ကိုပိုင်စွမ်းရှိတယ်လေအထူးလက်နက်ကြီးပေါ့သူကလက်နက်မဟုတ်ဘူးအခုကမင်းနဲ့ငါချပါလေရာကိုမင်းဝင်မပါနဲ့နော်အေးအိတ်လိုက်အောင်မယ်ဒုက္ခချလိုက်ပြီးမင်းနဲ့ဆိုရင်ဒုတ်တောင်မလို့ဘူးမျက်စိမိတ်တောင်နိုင်တယ်မင်းကိုမျက်မှန်ကွဲတဲ့ထိထိုးပေးမယ်ဂျီရိုလည်းခုံမီထိုးဖို့လောက်တာရဲကြီးကအာယုံခံရင်ဒုံနဲ့ပြစ်ကျုံလိုက်လို့မှောက်သွားတယ်အဲ့ဒါကိုကြည့်နေတဲ့ရှိပါလေဒါတိုင်းမှာရန်သူနဲ့အကွာဝေးကအရေးပါတယ်ရဲကြီးကသတိကို360ဒီဂရီဖြန့်ထားတာအဲ့တော့သူ့ကိုမမြင်အောင်လုပ်ဖို့ကမလွယ်ဘူးအီချီကာတို့ကလေးစားသွားတယ်ကျွန်တော်တို့ရက်လိုက်ရအောင်သူကအစွမ်းမရှိပဲဘာမှမလုပ်နိုင်ဘူးလေ800လောက်ပါကွာအခုမှစပါလေမင်းရဲ့ဓာတိုင်းကချိုင်းပလေးပါကွာငါတို့ဓာတိုင်းကိုစော့ကားတော့မင်းကိုတေအောင်ရိုက်ပေးမယ်ရမယ်ဆိုရင်လုံးလိုက်လေတေးထိုးလို့ရိုက်လိုက်တာတူချိုးသွားပြီဆွဲထိုးပေးလိုက်တာမှန်မှကျွတ်သွားတယ်အရန်လန်းတဲ့ဂျီရိုရေသူကဘယ်လိုလုပ်ဒုက္ခတော့အစ်ချိုးလိုက်နိုင်တာလဲအတွေးတွေမျိုးစုံဖြစ်နေပြီကဲတမက်စီရသွားပြီစက်ကြိုးစားထားချတိတ်မနာချင်ရင်လည်းအရှုံးပေးလိုက်ပေါ့လှုပ်เสียလားရှက်ဖြုတ်တော့မယ်တယောက်မှန်ကန်ချိန်နေပြီဦးစာမီလည်းအဲ့ဒါကိုရရင်ဖီးတက်နေကအီချီကာကတော့ဆောက်ဦးတွေလို့ပြောလိုက်တယ်ရယ်ဂျီလည်းပြန်လို့လာတော့တရေကျသွားတယ်ရော့တောက်လိုက်မင်းသားစိတ်ပိုင်ရင်ပထမတစ်ချက်ကိုဓာအစစ်နဲ့ပိုင်းလိုက်ရင်ရှော့လို့ရပြီမဲ့ဒုံနဲ့ပဲချပေးလို့ငါမင်းကိုထိုးလို့ရသွားတာလေအဲ့ဒါကြောင့်မင်းကိုအဲ့ဒီအေးပေးလိုက်တာဂျီလိုမင်းကចောင်းသားစိတ်ပဲရှိသေးတယ်အကွက်မိသွားလို့အလောင်းခံလိုက်ရတယ်ဟိုကပြန်ထူလို့ထက်ကြတယ်ရှီပါလည်းခုနကဂျီလိုချထားတဲ့ဖိုင်ကိုထက်လူကြီးတွေစီကိုပို့ခိုင်းလိုက်ပြီးမနေ့ဖြန်ကြရင်တကယ်မရှင်မှာချခိုင်းရမယ်အဲ့ဒါကအရေးကြီးတယ်နောက်နေ့ကျတော့ဝတ်စုံနေနဲ့တိုက်ခိုက်ဖို့အစင်သင့်ဖြစ်နေပြီးအရန်လန်းနဲ့ခလုတ်ကိုနှိပ်လိုက်ရင်ဝတ်စုံပြောင်းနေတကယ်ပြောင်းသွားလို့ထူးဆန်းနေကြတယ်အဲ့ဒါကခွန်တန်ရုပ်ဖြတ်နည်းပညာပဲနှစ်ချက်အမြင်နှိပ်ကြည့်လိုက်ကိုဖြောက်တာလေထောက်လန်းရတာလွယ်သွားတာပေါ့ကဲသွားရအောင်အစင်သင့်ဖြစ်ပြီလားအစိုးဆုံးထိတွေးထားပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါပြီးတော့နတ်ကုန်းမှာသွားဆူတောင်းရင်ကျွန်တော်ထင်တာကတော့ဒီနတ်ကုန်းကအဖွဲကပိုင်တာမလားအေးဂျုံကန်းကိုသွားမယ်ဂျီရိုလည်းမုံစားနေတဲ့ဘဲကိုကြည့်မိလိုက်ပြီးဂျုံဆောင်ကတကားမဖွင့်ပေးခြင်းပဲဖြစ်နေကအဖွဲတစ်လေလာကြည့်ပြီးပြီမလို့နှစ်ဖွဲ့လာတာကမကောင်းကြောင်းပြောတယ်အီချီကာကတော့အဖွဲတစ်ကလူအင်အားတောက်ပြီးလုံမှန်ခွင့်ပုံများတဲ့အကြောင်းရှင်းပြရတယ်မင်းတို့15မိနစ်ပဲချိန်ရမယ်အဲ့ကနေမြောက်ခန်းထဲကိုဆင်းသွားပြီးဂယူဆိုင်တော့ငါတို့ရောက်တော့မယ်မမီလာရာကိုငါ့ကိုဘသူထင်နေတာလဲဒီနေရာကခုနှစ်ခုမြောက်ချိတ်ပိတ်ခန်းအရှင်ကရာကိုကိုဖမ်းထားတာဒီမှာပေါ့အဲ့ဒါကိုတိမ်မင်းကြောက်နဲ့စောက်ထားတာလေမကောင်းတဲ့စွမ်းအင်တွေကိုအားနဲ့စေတဲ့ကြောက်မျိုးပေါ့အဲ့လိုတခြားခန်းတွေလည်းရှိပေမဲ့ဒီလောက်တော့မကြည့်ဘူးငါနဲ့အချီကာကအပြင်ကတသက်တွေကိုတော့စစ်မှာမလို့ရဂျီတို့ကဒီမှာနေခဲ့ရာကိုကိုအဲ့ဒီနေ့ကဘာတွေဖြစ်ခဲ့လဲမေးကြည့်အောင်မင်းဘာလို့ဒီမှာဖမ်းခံထားရတာလဲမသိဘူးလေမမှန်မိတော့ဘူးငါမလိန်ဘူးလို့ဖြစ်လောက်တယ်မိုနိုနိုကဲတွေကချိတ်ပိတ်ခံထားရတာကြာရင်အတိတ်မိကုန်တယ်ချိတ်ပိတ်ခံရတယ်ဆိုတာသူတို့ကိုချားနေရကိုပို့ထားသလိုပဲဝင်ဖို့ဆိုရင်အစွမ်းနေများကြီးလိုတယ်လေအဲ့လိုဖြစ်သွားရင်မိုနိုနိုကဲကိုတိုင်းမထိန်ချုံနိုင်တာတွေရှိတယ်မိုနိုနိုကဲတွေကပုံမှန်ဆိုရင်လူတွေကိုဝင်မှုကြတယ်ဆိုပေမဲ့အဲ့ဒါကိုချိတ်ပိတ်ထားလိုက်ရင်ပစ္စည်းတွေကိုထည့်ထားလိုက်လို့ဖြစ်သွားရောအဲ့ဒါကိုမှတင်မင်းစောက်တဲ့ကိုချိတ်ပိတ်တာကအဆိုးဆုံးပဲရာကိုကနှစ်ဘလောက်တောင်မှပိတ်ကန်ထားရလဲဆိုတာကိုမသိဘူးမင်းလွတ်လာတဲ့နေ့ကဖြစ်ပျက်ခဲ့တာတွေကိုပြောပြပေးပါငါချင်းနေတော့ထူးဆန်းတာခံစားရလို့နိုးလာပြီးအဲ့မှာမိုနိုကဲတအုပ်စီကနေမတွေ့ရကြပြီနော်ရာကိုမင်းမရှိရတော့တွင်အလုံးပြောင်းလဲသွားတယ်ငါတို့မိုနိုကဲတွေရဲ့အနာကမသိချဘူးဖြစ်နေတယ်ရာကိုမင်းရဲ့အစွမ်းတွေငါတို့ရဲ့မိုနိုကဲတွေအတွက်အသုံးပေးပါငါတို့ရဲ့အစွမ်းတွေကိုလူသားတွေရထောက်လိုင်းအဖွဲ့တွေကိုရောပါပြသရအောင်သူအဲ့ဒါတွေပြောပြီးပျောက်သွားလို့ငါလည်းထွက်ပြေးလာခဲ့တာရဲဂျီလည်းအဲ့ဒီအဖွဲ့ကရာကိုကိုလွတ်ပေးလိုက်ပြီးရာကိုရဲ့တိတ်ကိုတီးနေတာရဲ့နောက်ဆုံးကတော့လူသားနဲ့လောကအဖွဲ့တွေကိုချင်းမုန်းချင်နေတာနေလိုက်တော့ငါနားမလဲဘူးငါသိတာကတော့ငါကိုလာရှုပ်တဲ့လူတွေကိုချင်းမုန်းပြဖို့ပဲအဲ့ဒါဆိုရင်သူတို့ကငါတို့သိချင်နေတာတွေအကုန်လုံးကိုပြပြရတော့မှာမိုက်တယ်မလားမင်းပြောတာတွေကဘောင်းမဝင်ဘူးဟာရာကိုလည်းစိတ်ညစ်နေတယ်တစ်ဖက်မှာအီချီကာကတော့ဂျီရိုတို့အဆင်ပြေပါမလားပြောနေလို့ရှီဘာကတော့အစ်စီလို့ပြန်ပြောတယ်ပြီးတော့ CDB ကိုသွားစစ်တော့ပြတ်နေလို့တိုင်ပတ်နေတယ်ဘာမှလည်းမသိရဘူးအေးငါလည်းမသိတော့ဘူးဟာကဲပြန်သွားရအောင်ဂျီရိုတို့ညင်းနေတော့လူကြောက်ရောက်လာပြီခုနကလူပဲဟာသူတို့နောက်ကိုရောက်လာလို့ထိုးလိုက်ပေမဲ့မထိပဲငါကရာကိုနဲ့တွေ့ဖို့လာခဲ့တာလေမိုနိုနိုကဲပဲရှက်ဖြုတ်ရအောင်အပြင်မှာရှီဘာတို့လည်းနှကွန်းထဲကစီးပြတ်နေလို့မိုနိုကဲရောက်နေတာကိုသိသွားပြီးဘာဆက်လို့ရမလဲတွေးနေတော့အထူးအဖွဲ့တရဲ့ခေါင်းဆောင်ခိုဆိုမီထိုကိုရောက်နေခဲ့တယ်အစုံတချို့ပဲခဲကြတော့တငယ်ချင်းတို့အားလုံးကိုထူပကျူးတင်ရှိပါတယ်